brother တို့ကျွန်တော်ဒီနေ့ခေါ်တာဟို game ပေါ့နော်ဘတ်တူမစော့နိုင်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီဟို game မှုစော့နေဒီတက်ပြီးမှမဟုတ်တော့ဘူးပေါ့နော်ဘာဖြစ်လို့အဲ့မှုကလည်းပေါ်လည်းမလာဘူးပြီးတော့ကျွန်တော်အဲ့ဒီ drama နေခဏခဏသေးရပေါ့နော်အဲ့ဒါကြောင့်စော့ပြလို့စင်မပြေတော့ပါဘူးလို့နော်ဒါကတော့ကျွန်တော်မှုထည့်ရပါပေါ့နော်ဘာလဲဆိုတော့ပြပါမယ်အတွန်ဆိုတဲ့ဟာဒီပေါ့နော်ဒီကောင်တော်တော်ကောင်းတယ်ဒီကောင်ကြီးကတော့ဘာလဲမသိမကောင်းပါဘူးရှောက်လောက်ထားပါဟေးအဲ့တော့ပြီးတော့ sorry ကြောင်ညာကြီးလားနေကြောင်ညာကြီးလားနေကျွန်တော်ကဟိုလေးခုနတွေးလိုက်တယ်အဲ့တစ်ပင်လေးပါခုတ်လိုက်လဲသွားတဲ့ဖက်လေးအဲ့ဒီဟာရှာပေါ့ရလီယူရင်ကောင်းမနေဆိုတာရင်ကြည့်လိုက်တစ်ပင်လဲဟာပဲဝိုင်းပါတော့ခုနကျွန်တော်တွေ့လာဘာဒီမှာဒီကောင်တိုင်ရဲကျင်လာပြီးကျွန်တော်ဒီကန်ကြော်လိုက်မယ်ပေါ့နော်ဒီဘာကတန်ရောရလို့ပေါ့နော်ခေကျွန်တော်တော့ဒီမှာတစ်ပင်ခုတ်တဲ့အဖက်ကိုလိုက်ရှာတယ်တစ်ပင်ခုတ်တဲ့အဖက်ကြားရရှာနေရတယ်ပြင်းလို့ကျွန်တော်တို့ tree လို့ပဲရှာလိုက် TREE tree လို့ပဲရှာလိုက်ဒီကြောင်ညာရက်တက်ပြီ brother ဒီမှာကျွန်တော်အနေနဲ့ဒီမို့တောင်းလိုက်တော့မယ်ဒီမို့တောင်းကြောင်ညာနှစ်ခါကြည့်ရပါတော့ကြောင်ညာကြည့်လိုက်ခေကြောင်ညာဝင်နေတယ်ပေါ့နော်ကျွန်တော်အခုကူးလို့ရပါပြီလို့ခုနကကျွန်တော်ဟိုပါပေါ့နော်ဟာလေဒီမှာဒီကကူးလို့ရပါကြောင်ညာကြည့်ပြီးသွားခေနော်ရှို့ကန်လာကူးမဟိုကြောဒီမှာပေါ့နော် Christmas 3ပေါ့နော်ကျွန်တော်ဆော့ရခဲ့ရအောင် okay Christmas 3ရဲ့မှာရောက်ပြီလားဆိုတော့ show ကြည့်မယ်ရောက်တယ်ဆိုဆက်ဖူးဆိုတော့ဘယ်လိုခေါ်လဲကျွန်တော်လည်းမထွက်တော့ဘူး let's go imposter ပြီးတော့ရတယ်တင်တယ် brother တို့အိမ်မူရသွားပြီတင်တယ်ကျွန်တော်တင်ပြောရရင် right မရဘူးလားအဲ့တော့ကောင်းစက်လည်းပေါ်မှာစိတ်ရင်းမရဘူးလားမသိဘူး brother ပြန်တောင်းကြည့်လိုက်မယ်ခဏလားဒီ tree miner ဟွာလို့ကျွန်တော်ရဲ့ဒီ game မှာတဲ့ဟိုဘယ်လိုခေါ်မလဲဘယ်လိုလေးရပေါ့နော်မရအဲ့တော့ကျွန်တော်ဒီနေ့မှာတော့ရိုးအိမ်လေးစောက်ပြပါတော့ကျွန်တော်စောက်လက်ဆက်အိမ်လေးတုံးရှိပါတယ်အဲ့လေးပဲစောက်လိုက်တော့မို့ brother တော့အချိန်ကြာလို့ပါနော်ကျွန်တော်ရင်အဲ့ဒါလေးတော့စောပြတာသေးပေါ့နော်တကယ်လည်းမရှိတော့တာပါကျွန်တော်အမ mining နေပါတယ်တဲကြီးပါတယ်တူးရပေါ့နော်အဲ့တော့အိမ်လေးပဲဆက်ဆောက်ပြအဲ့ဒါလေးကို show ကြည့်ပေါ့နော် let's go spy ပဲမနော်ကျွန်တော် spy ပဲဆော့တာ okay ဒီမှာ brother တော့ကျွန်တော်ရဲ့အိမ်လေးပါဒီသုံးဝက်အစိမ်းရော်တွေဘယ်ရလဲဆိုတော့ကျွန်တော်လေးသုံးဝက်အစိမ်းရမို့တကယ်အဲ့ကြော်လေးဟိုကလောက်ပြတာရှောက်ရွှီးထားရတယ်နဲ့အေးလေ creative နဲ့ခဏသွားလိုက်ပါဆိုဒီကောင်းရ creative နဲ့မသွားရင်အဆင်မပြေဘူးတည်အဲ့တော့ creative နဲ့မသွားရင်ဒီလိုဟာမျိုးရဖို့ဆိုတာကြီးရှာမရှာပဲအဲ့ကြောင့်โอเคမပေးရသေးပါโอเคမပေးလာဒီမန်လေးပြန်ဖြတ်ကြောင်းပြန်ဒီကောင်ပြန်တက်ပိုင်းဒီအလေးကိုယူမယ်โอเคရပြီမှန် voice man အဲ့မှာမှန်ကိုပြရှိတယ်မှန်ကိုပြဆိုတော့တန်းနဲ့လေးရတယ်တန်းကဘယ်ထက်ရလာလဲမသိဘူးတန်းအရေးကြိုးပြီးသွားရလေဒီမှာဒါလေးမှန်လေးပြန်ယူမယ်ပြီးတန်းကြိုးမတန်းဝိတ်တန်းဒီမှာတန်းလေးကြိုးလိုက်တန်းကြိုးပြီးယူရောဒီနေ့မှလေကားလေးထောင်လိုက်ညမဒါလေးပြန်ပိတ်ထားဒီကားလေးဒီလိုလေးထားလိုက်မယ်မစိုးပါ那别嘛带来的了，喂，像我嘞，就crabby 这边的嘛，我路上嘛多熟悉。呀的，可能你别我，要你俺炒你要你，你讲我们俺们那个也怎么说吧？လို့ရမယ်ကျွန်တော်ပြအပေါ်တက်လို့ရတယ်အဲ့လေးဆိုတော့အပေါ် vibe လေး show ကြည့်လို့ရတယ်ပို show ဒီ show လုပ်ရပေါ့နော်ကျွန်တော်တစ်ထက်လောက်ကာလိုက်ရင်ကောင်းမလားဆိုတော့ကောင်း okay အဲ့တော့ကျွန်တော်အိမ်လေးပါပဲဒါတော့ကျွန်တော်ရိုးရှိအဲ့ကျွန်တော်နေတဲ့နေရာပြမယ်ကျွန်တော်နေတဲ့နေရာကတော့မြေပြန့်ဒေသဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့နည်းငယ်တူမယ်ပေါ့နော်အခုအတိတ်ပဲသိမ့်မရှိတဲ့အတွက် sorry ပါအဲ့ဒီမှာကျွန်တော်အိမ်လေးပါနော်ကျွန်တော်ဒီအောင်မိုးလုံးလီလုံးကြီးပို့ထားတာပါဆိုမိုးရွံဒီကောင်ကြီးမစိမ့်ဟိုဒီမကြောက်အောင်ပေါ့နော်ဒီကတော့စိမ့်တော့စိမ့်မယ်ကျွန်တော်ချင်း
အိုင်ဝင်ရကျွန်တော်လိုအပ်တယ်ပြီးအာမိုင်ပါလို့ခုတော့စီရင်စောင်းနေလို့ရနိုင်မလားမသိဘူးစောင်းမှမရှိဘူးမသိစင်းရဲ့အာမတဆုံလောက်လုံးလိုက်ကောင်းမယ်ထင်တယ်အိုင်အာမလေးဆိုးလာပါနော်အိုင်အာမဆိုရင်မနက်ကျောင်းမှာတော့လိုအပ်တဲ့ပစ္စည်းအကုန်လုံးဒါဘာလေးဘာကြီးလည်းမသိဘူးနော်ဒီစိတ်တို့အပါနေပင်နေမှာတောင်းလဲကြုံလဲမပြောတတ်ရေခွက်နှစ်ခွက်လောက်ယူထားလိုက်လိုမေမေရေးပါလေခက်တယ်အော်ဒီမှာ chess လည်းနှစ်ခုယူထားမယ် let's go ကဲကျွန်တော်တို့ဒီဗီဒီယိုကအခါတိုင်းထက်တွန်သွားဖြစ်တဲ့အတွက်ကြောင့်မလို့နေပါဦးအခုနောက် crop လိုက်တဲ့ဟာပဲကွာအဲ့နဲ့ဆန်းဝိုင်းနေကျွန်တော်လည်းအရင်များနေပစ္စည်းတွေကျွန်တော်ထုတ်ကြည့်လိုက်အခုနောက် crop လိုက်တယ်နော်အေးရောက်နေမနှောင်းနဲ့နိုင်နေဆိုပစ္စည်းတစ်ခုကိုတော့တေချာပေါ်ထုတ်ရမယ်အဲ့တော့နောက်အကျဉ်းနှူးတော့ရှိတာပါလဲဆိုတော့ရဒီမှာပြလိုက်ရင်မန်ပြားတွေဝယ်ချွေးယူလာမယ်ဒါတွေမှာကျွန်တော်ရှောက်ဆောက်လိုက်တယ်ဒီမှာမောင်းဒီလိုလေးအဲ့ဒီမှာမိုင်းရဒီလိုကြည့်လိုက်ရင်ဘာမှမလုပ်ခဲ့တဲ့အတိုင်းထားမန်လေးနဲ့တုံးချလိုက်တယ်အဲ့ဆိုရင်ပြီးသွားရင်ကျွန်တော်ဒီအနီတော့ဒီအနီတော့လည်းဘာလုပ်ရမလဲမသိဘူးအော်ငါလည်းစားရဟာဘာဖြစ်ကုန်အေးအောင်နေတော်သေးလို့ဝါရှုပ်တယ်ကွာဘာမှမသိကြောညာနေ brother တို့အဲ့ကြောညာနေချင်းနေပါလို့ငါစိတ်ညစ်တယ်ခါဟာဘလို့ဖြစ်ကုန်โอเคဒီဝါလေးကိုဒီနားမှာထတာအာပူတယ်ဝကလေးရေတေးသားငါပြန်ခုတ်ချင်တာရငါသေးမှာအဲ့ဒါငါသေးမှာသူသေးမှာမဟုတ်ဘူးငါသေးမှာအဲ့ဒါငါသေးမှာတေးလို့မဖြစ်ဘူးတေးရင်ဒီနားပြန်ရောက်ရင်ငါဝေးပြစ်လိုက်မယ်အင်းပြန်သူသေးတော့ကအိမ်ကဝင်ရလို့ဒီကမဖွင့်ရငါရောမှာ what ဟာဘလာလာတို့ရshit ကြည့်ရှုမှုအတွက်ဒါပေမဲ့ဗီဒီယိုဆုံးတဲ့အထိကြည့်ရှုပေးတဲ့အတွက်အားလုံးတယောက်ချင်းစီတူဘယ်လိုခေါ်မလဲဗျတူချင်းစီကိုကျွန်တော်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးပဲ bye bye